နိုင်ငံအသီးသီးမှာတားမြစ်ထားသောအရာများတရုတ်နိုင်ငံ Facebook မသုံးရ Saudi Arabia ဝက်သားထုတ်ကုန်များမယူဆောင်ရမြောက်ကိုရီးယားဂျင်းမောက်မီဂျင်းတယ်များမဝတ်ဆင်ရအိန္ဒိယ e-cigarette များမတောက်သုံးရဩစတြေးလျရုံးများတင်သွင်းခြင်းမပြုလုပ်ရစင်ကာပူပီကေဝါခြင်းမပြုရအင်ဒိုနီးရှားလူတွေရဲ့ဦးခေါင်းများကိုမထိရထိုင်းဘုရင်ကိုအသရေဖျက်ခြင်းမပြုရအီရန်အနောက်တိုင်းတေဂီတာများနားမထောင်ရမလေးရှားပြည်တစားလုပ်ငန်းမလုပ်ရနော်ဝေအများပြည်သူရှိဆက်လက်မတောက်ရဘူတန်ဆေးရွက်ကြီးထုတ်ကုန်များရောင်းချခြင်းမပြုရဂျာမနီနာဇီသင်္ကေတအမူအရာများမပြုလုပ်ရကမ္ဘောဒီးယားဗုဒ္ဓရုပ်ပုံတတူးများကိုမယိုမသေးပုံစံထိုးခြင်းမပြုရအာဖဂန်နစ္စတန်မျိုးသမီးများပညာသင်ခြင်းမပြုရတို့တည်တည်တားမြစ်ထားပါတယ်